လို့တော့ဒါဆိုတော့ကေတင်ချင်းရောက်ဖို့နီလန်ဖျားတဲ့ခင်ပေးထားတယ်ကေတင်ချင်းကိုဘယ်လိုရောက်နိုင်တယ်လဲဆိုလို့ရှိရင်အေဖက်ခန်းကြီးနဲ့အငယ်၈နဲ့ကိုဖတ်ကြည့်အောင်အေဖက်ခန်းကြီးနဲ့အငယ်၈နဲ့ကိုဒါဆိုမနေ့တော့ကဆရာမတို့ပါသိခဲ့လဲဆိုရင်လူတွေကအခုကေတင်ချင်းရောက်ဖို့လိုအပ်နေလားဘာကြောင့်လဲအပြစ်ကြောင့်ဒါဆိုလူတွေကအပြစ်ရှိတဲ့အတွက်ကြောင့်ဖခင်ရဲ့အမျက်တော်ပဂတိတိုင်းခံရတယ်အပြစ်ရှိတဲ့ကြောင့်တရားကြရင်တည်ပြီးရင်လည်းတရားစင်ခြင်းခံရမယ်အဲ့ဒီတရားစင်ခြင်းပြီးသွားလို့ရှိရင်เนาะဖခင်ကဘလို့တရားစင်မလဲဆိုတော့ဒီဗျာဒိတ်ကျမ်းအရင်ဖတ်ကြအောင်အခန်းကြီး20ကိုအရင်ဖတ်ကြအောင်ဟုတ်နောက်ဆုံးဗျာဒိတ်ကျမ်းအခန်းကြီး20အခန်းငယ်17ကနေပြီးတော့15ထိဖတ်ကြည့်တော့ဖြူသောပလင်ကြီးကို၎င်းပလင်ပေါ်မှာထိုင်တော်မူသောသူကို၎င်းငါမြင်၏ကောင်းကင်နှင့်မြေကြီးသည်မျက်နာတော်ရှေ့မှပြေးလွင်၍သူတို့နေစရာအရက်မရှိပေလွန်သောသူအကြီးငယ်တို့သည်ပလင်တော်ရှေ့မှရက်နေကြသည်ကိုငါမြင်၏စာဆောင်များကိုဖွင့်ထား၏အသက်စာဆောင်လေးဟုသောအခြားတစ်ပါးသောစာဆောင်ကိုလည်းဖွင့်လေ၏ပေလွန်သောသူတို့သည်မိမိတို့အကျင့်အတိုင်းစာဆောင်တို့၌ရေးထားချက်များနှင့်အညီတရားစီရင်ခြင်းကိုခံရကြ၏သမုဒ္ဒရာသည်မိမိ၌ရှိသောလူသည်တို့ကိုအပ်ပေး၏မရဏနှင့်မရဏနိုင်ငံသည်လည်းမိမိတို့၌ရှိသောလူသည်တို့ကိုအပ်ပေးကြ၏လူအသီးသီးတို့သည်မိမိတို့အကျင့်အတိုင်းတရားစီရင်ခြင်းကိုခံရကြ၏ထိုအခါမရဏနှင့်မရဏနိုင်ငံကိုမိအိုင်ထဲသို့ချပစ်လေ၏ထိုသေးခြင်းကဒုတိယသေးခြင်းပေသည်ဒုတိယသေးခြင်းဖြစ်သည်အသက်စာဆောင်၌စည်ရင်ဝင်သောသူရှိသမျှတို့ကိုလည်းမိအိုင်ထဲသို့ချပစ်လေ၏ဒါဆိုတော့ဒီကျမ်းစာကြည့်တဲ့အခါမှာတရားစီရင်တဲ့အခါမှာပေလွန်သောသူအကြီးငယ်တွေအားလုံးဟာထာဝရဘုရားရဲ့တရားပြင်ရှေ့မှာပေါ်လာမယ်အဲ့တော့ပေလွန်သောသူအကြီးငယ်တွေအားလုံးကိုဘုရားကစာဆောင်တွေထဲမှာရေးထားတဲ့အတိုင်းပဲသူတို့ရဲ့အကျင့်နဲ့လျောက်အကျိုးဖြစ်တည်တည်ဆက်ပြီးတဲ့အခါမှာပိုးမသိမိမငိမ့်နဲ့မိအိုင်ထဲမှာချလိုက်မယ်အဲ့ဒီသေခြင်းသည်ဒုတိယသေခြင်းဒါဆိုတနည်းအားဖြင့်အပင်ငယ်ကိုသွားရမယ်ဒါဆိုတော့အပင်ငယ်ကိုအဓိကသွားရတဲ့အကြောင်းရင်းထဲမှာဒီထဲမှာလည်းဘယ်လိုရေးထားလဲအသက်စာဆောင်၌စည်ရင်မဝင်တဲ့သူတွေအားလုံးကိုနေရဲတဲ့ချလိုက်မယ်တဲ့ဒါဆိုတော့အသက်စာဆောင်ထဲမှာနာမည်ပါတယ်ဆိုရင်တကယ်လို့နာမည်မပါရင်တော့နေရဲသွားရမယ်နာမည်ပါရင်ကောင်းကင်ပေါ်သွားဒါဆိုတော့တမီးရဲ့နာမည်အသက်စာဆောင်မှာပါလားမပါလားဆိုတာကိုတမီးကသိဖို့လို့လားလို့တယ်သို့တော့အဖြစ်ရှိတဲ့ဆိုရင်တော့အသက်စာဆောင်မှာနာမည်ပါလို့ပါနိုင်မလားအဖြစ်ရှိရဆိုရင်မပါဘူးပေါ့ဒါကြောင့်မလို့အသက်စာဆောင်ထဲမှာဘယ်သူတွေရဲ့နာမည်ပါတာလဲဘယ်လိုလုပ်ရမလဲဆိုတာကိုကျန်းစာလည်းဖော်ပြထားတယ်ဒါဆိုလူတွေကအခုအပယ်ငရဲသွားဖို့တေချာပြီးသားအဲ့ဒါကြောင့်မလို့ဒီအပယ်ငရဲဆိုတဲ့အတိတ်ပဲကိုနော်ဖုံတစ်ပါးကပြောပြဖူးတယ်ဒါပါဠိစကားလာတာတဲ့အတိတ်ပဲကပါလဲဆိုတော့စင်ရချင်းတက်တက်နော်စင်ရချင်းတက်တက်ဝေဒနာတက်တက်တက်တာခြင်းလုံးဝမရှိဘူးချမ်းသာခြင်းလုံးဝမရှိဘူးငရဲနဲ့ကောင်းကင်ကဆန့်ကျင်ဘက်ကောင်းကင်ကတော့စင်ရချင်းပါမရှိလုံးဝမရှိဘူးနော်ပြီးတော့မှနာကျင်ခြင်းဝေဒနာတစ်ခုမှမရှိကောင်းကင်မှာအကုန်တက်ပါတယ်စိတ်တက်ပါတယ်လူတက်ပါတယ်ဘာအလုံးမှမရှိပြင်မှန်းခြင်းမရှိမောပန်းခြင်းမရှိမိတော့အဟိစရာလည်းမရှိဝေဒနာမရှိနေရဲမှာတော့ကဘာဆက်ဆက်အော်ရမယ်ဝေဒနာတက်တက်ကဘာဆက်ဆက်ငိုရမယ်ကောင်းကင်မှာတော့ငိုစရာချင်းနေတယ်ကုန်ဖယားတုတ်ပေးမယ်ငိုစရာအကြောင်းတွေအလုံးဖယားဖြည့်ရှင်းပေးမယ်ကဲအဲ့ဆိုတမီးကငရဲနဲ့ကောင်းကင်ဘယ်သွားမလဲဘယ်သွားချင်လဲလို့မင်းကောင်းကင်ပဲသွားချင်တာပေါ့ဒါပေမဲ့လောလောဆယ်အခြေအနေကအပြစ်သားအမျိုးတွေဖြစ်နေတယ်မနက်နဲ့ဆိုင်နေတယ်မနက်လက်ထဲမှာရှိတယ်ဆိုတော့အပြစ်ငရဲသွားဖို့ကတော့သိကြတယ်နော်ဟိုတနေ့တော့အန်ဒီတို့ဖတ်ခဲ့တယ်ရှင်မသက်ခန်းကြီး25အငယ်41မှာဖတ်ခဲ့တယ်ဟိုတမီးလည်းပို့သိသွားအောင်မှတ်မိတော့ပြန်ဖတ်ကြည့်မယ်နော်ရှင်မသက်ခန်းကြီး25အခန်းငယ်41ထိုအခါ41ထိုအခါလဝဲတော်ဘက်၌ရှိသောသူတို့အားမင်းကြီးကကျင့်ခြင်းကိုခံရသောသူတို့မနက်နှင့်သူဤတမန်တို့အဖို့ပြင်ဆင်သောထာဝရမီးတဲသို့ငါထံမှခွာသွားကြလော့ဒါဆိုတော့မနက်နဲ့သူတမန်တွေအတွက်ပြင်ဆင်ထားတဲ့ထာဝရမီးတဲကိုဘယ်သူတွေသွားရလဲဆိုတော့ကျင့်ခြင်းကို
ခံရတော့သူတွေဒါဆိုတော့ကျင့်ချင်းကိုခံရတဲ့သူတွေကဘယ်သူတွေလဲဆိုတာကိုသိဖို့เนาะဂလာတိကိုဖတ်ကြည့်အောင်အခန်းကြီး3အခန်းငယ်10ကိုဖတ်ကြည့်အောင်အခန်းငယ်10ပြည့်ညက်တရား၏အကျင့်ကိုအမိပြုတော်သူရှိသမျှတို့သည်အကျင့်နှင့်ဆက်ဆိုင်ကြ၏အကြောင်းမူကားပြည့်ညက်တိကျမ်းစာ၌ပါသမျှသောစကားတို့ကိုအမြဲမကျင့်သောသူတိုင်းကျင့်တော်မူခြင်းကိုခံစေတည်းဟုကျမ်းစာလာ၏ဒါဆိုဘယ်သူတွေကျင့်ခြင်းခံရမလဲပြည့်ညက်တရား၏အကျင့်ကိုအမိပြုတော်သူရှိသမျှတို့သည်အမိမပြုတာလားအမိပြုတာလားအမိပြုတဲ့သူနောက်တစ်ခုကတော့ဗာလဲနောက်တစ်ခုကနောက်တစ်ကြောင်းကအကြောင်းမူကားပြည့်ညက်တိကျမ်းစာ၌ရှိသမျှသောစကားတို့ကိုအမြဲမကျင့်တော်သူတိုင်းကျင့်တယ်ဒါဆိုတော့အမြဲတမ်းမကျင့်ခြင်းခံရမယ်အမိပြုရင်လည်းကျင့်ခြင်းခံရဒါဆိုတော့အမိပြုလို့ရလားအားကိုးလို့ရလားအမိပြုရင်ဘာဖြစ်မလဲအားကိုးလို့မရအမိပြုလို့မရဘူးတဲ့ကျင့်ခြင်းခံရမယ်ဒါဆိုတော့ပြည့်ညက်တရားအရာဆိုရင်လူတိုင်းကပါခံရမလဲကျင့်ခြင်းခံရဒါဆိုအဲ့ခဏတမီးရောပါလားပါတယ်လေတို့လည်းပါတယ်နော်လူတိုင်းပါတယ်ဒါဆိုအဲ့ဒီပြည့်ညက်တရားထဲမှာပါတဲ့စကားတွေကိုအမြဲတမ်းမကျင့်ဘူးဆိုရင်ကျင့်ခြင်းခံရမယ်ငါတို့ကအမြဲတမ်းလည်းမကျင့်ဘူးတစ်ခါတလေလည်းကျင့်တစ်ခါလည်းမကျင့်အမြဲတမ်းမကျင့်ဘူးနော်ဒါဆိုတော့သိချင်တာကကျင့်ခြင်းခံရမယ်ဒါဆိုစောစောလုံးကမှတ်တဲ့25မှာရေးထားတယ်လက်ဝဲတော်ဘက်မှာရှိတဲ့သူတွေမင်းကြီးကဘယ်လိုပြောလဲကျင့်ခြင်းကိုခံရတော့သူတို့မနက်နဲ့သူ့ရဲ့တမန်တွေအတွက်ပြင်ဆင်တော့ထာဝရမီးထဲတို့မီးတော်မှာဘယ်လိုမီးလဲထာဝရမီးဒါဆိုငရဲထဲရောက်သွားရင်ဘယ်လောက်နေရမှာလဲထာဝရဘယ်တော့မှမလွတ်ဘူးเนาะထာဝရပြင်ပန်းမယ်ထာဝရငိုကြွေးရမယ်ထာဝရအော်ဟစ်ရမယ်ထာဝရဆင်းရဲခြင်းခံစားရမယ်အဲ့ဒါကြင်ချင်းခံရတယ်ဆိုတော့ပြည့်ညက်တရားနဲ့တိုင်းတာလိုက်လို့ရှိရင်လူတိုင်းဟာတဲသွားမယ်ငရဲသွားဖို့ကတော့သိကြပြီးသားဒါကြောင့်မလို့လူတိုင်းကဲတင်ချင်းရောက်ဖို့လို့လားလို့တယ်ဒါဆိုတော့ကဲတင်ချင်းဘယ်လိုရောက်နိုင်တယ်လဲဆိုတဲ့နိလန်းကိုဖခင်ကကျမ်းစာမှာပြောထားတယ်ဒါဆိုတော့ဂလာတိပြီးသွားပြီနော်ဂလာတိရဲ့အနောက်မှာအိဖက်ရှိတယ်အိဖက်ကိုဖတ်ကြည့်အိဖက်ခန်းကြီးနဲ့အခန်းငယ်8ဖတ်ကြည့်အောင်ယုံကြည်သောအဖြစ်ဂျေစုတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏ကိုယ်အလိုလျောက်ရောက်သည်မဟုတ်ဖခင်သခင်တနာတော်မူရာဖြစ်သည်ဒါဆိုတော့ဒီထဲမှာရေးထားတယ်ကယ်တင်ခြင်းဘယ်လိုရောက်နိုင်လဲဆိုရင်ကယ်တင်ခြင်းဘယ်လိုရောက်နိုင်လဲဆိုတော့ယုံကြည်သောအဖြစ်ဂျေစုတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရတယ်ဒါဆိုတော့ယုံကြည်သောအဖြစ်လို့ပြောတဲ့အတွက်ကြောင့်ယုံကြည်ခြင်းရှိတယ်ဆိုရင်ကယ်တင်ခြင်းရောက်မှာဒါပေမဲ့အဲ့ယုံကြည်ခြင်းတစ်ခုတည်းနဲ့မပြီးသေးဘူးဒီမှာယုံကြည်ခြင်းလက်ရှိရမယ်ဘာကြောင့်လဲအကြောင်းကဂျေစုတော်ကြောင့်နော်ဂျေစုတော်ကြောင့်ဒါဆိုတော့ဂျေစုတော်ဆိုတာဘာလဲဂျေစုတော်ဆိုတာဖခင်ကလူတွေအတွက်လှုပ်ပေးထားတယ်နော်ဘာလို့လှုပ်ပေးလဲဆိုတော့ဒီမှာတနာတယ်တဲ့ဖခင်ကလူတွေကိုတနာတဲ့အတွက်ကြောင့်လူတွေကိုဖခင်ကဘာလှုပ်ပေးတယ်လဲဒါဆိုသူလှုပ်ပေးတယ်သူဖြူတဲ့ဂျေစုကိုကိုကတိမှဘာလုပ်လို့ရမှာယုံကြည်လို့ရမှာအဲ့တော့သူ့ယုံတာတော့မှန်တယ်သူကကိုယ်ဘာလို့ပေးခဲ့မှန်းလဲမသိဘဲနဲ့ဘာလို့ယုံမှာလဲလူတွေယုံတာတော့ယုံတယ်ဘုရားဂျေစုပြုတာတော့သိပါတယ်ဒါဘယ်လိုဂျေစုပြုခဲ့တယ်လဲဆိုတာကကနနာမသိဘဲနဲ့ယုံနေဆိုရင်အဲ့ဒီယုံကြည်ခြင်းကကိုတော့ယုံတော့ယုံတာပေါ့အခုတမီးလည်းဘုရားကိုမယုံဘူးလားဆိုရင်ယုံတာပေါ့နော်ဒါဆိုယုံလို့ယုံတယ်ဒါဆိုနိကေတင်ချင်းရောက်မလားလို့မေးတော့လေမသိဘူးဒါဆိုတကယ်လို့ဂျေစုတော်ကတမီးကကောင်းကောင်းသိခဲ့တယ်ယုံကြည်ခဲ့တယ်ဆိုရင်နော်ငါကယ်တင်ခြင်းရောက်ပြီဆိုတော့ငါပြောနိုင်နေဆိုတော့လေတမီးကပြောနိုင်မှာဖြစ်တယ်နော်ကဲဒါဆိုလို့ရှိရင်ဂျေစုတော်ဆိုဖခင်ကတော့လူတိုင်းကိုဂျေစုပြုခဲ့ပြီးပြီကယ်တင်ခဲ့ပြီးပြီဒါဆိုဘယ်လိုကယ်တင်ခဲ့တယ်လဲဆိုတာဆက်လေ့လာမယ်ပြီးတော့မှအဲ့ဒါကိုကိုယ်ယုံဖို့အဲ့ဆိုယုံဖို့ဆိုတာကကယ်တင်ခြင်းဆိုတာကဆောစောကပြောတယ်လို့ဖခင်ကလူတွေကိုဂျေစုပြုအဲ့တော့လူတွေကဘာလို့လဲအဲ့ဒီဂျေစုပြုတဲ့ဥစ္စာကိုယုံရမယ်လို့ပြောတဲ့အခါမှာဒါဆိုယုံကြည်ခြင်းကဘယ်မှာရှိရမလဲဘယ်သူစီမှာရှိရမလဲလူတွေစီမှာရှိရမယ်ပေါ့နော်လူတွေစီမှာဖះကိုယုံနိုင်တဲ့ယုံကြည်ခြင်းရှိသလားလို့
နေတဲ့အခါမှာတော်တော်များများတော့ယုံတော့ယုံကြတာပဲနော်ဘသူ့ကိုပဲမေးမေးလေးဖះကိုယုံလားဆိုယုံတယ်လို့တော့ပြောချင်တယ်ဒါဆိုနေကတင်ချင်းရောက်မလားဆိုတော့လေမပေချပြန်ဘူးဒါဆိုကိုယ်မှာရှိတဲ့ယုံကြည်ခြင်းကကတင်ချင်းရောက်ဖို့အထိလုံလောက်တဲ့ယုံကြည်ခြင်းမရှိဘူးပေါ့နော်ဒါဆိုတော့ကျမ်းစာထဲမှာဖះသတ်မှတ်ထားတဲ့ယုံကြည်ခြင်းရှိတယ်အဲ့ဒီယုံကြည်ခြင်းကိုယုံကြည်ခြင်းဖះသတ်မှတ်တဲ့ယုံကြည်ခြင်းကဘယ်မှာရှိတယ်လဲဆိုတော့နည်းနည်းလေးပြောပြမယ်နော်ဒီနေ့တရက်ပဲဆိုတော့အချင်းချုံပြောမယ်ဒါဆိုတော့ယောမအခန်းကြီးယောမဆိုအရှိဘက်ကိုလာလိုက်ယောမဟုတ်တယ်အခန်းကြီး7နဲ့အငယ်နဲ့sorry အငယ်တော့တင်တို့သည်ကိုထင်သင့်သည့်အတိုင်းထက်လွန်၍မထင်ပဲဘုရားသခင်သည်လူအသီးသီးတို့အားယုံကြည်ခြင်းကိုဝေပေးတော်မူသည်နှင့်အညီကိုလျှောက်ပတ်စွာထင်ရမည်အကြောင်းငါသည်ကိုခံရသောကျေးဇူးတော်ကိုအမိပြုလျက်တင်တို့တွင်ရှိသမျှသောသူတို့ကိုမှားထား၏ဒါဆိုတော့ပြန်ဖတ်ကြည့်မယ်နော်တင်တို့သည်ကိုထင်သင့်သည့်အတိုင်းထက်လွန်၍မထင်ပဲကဲခဏနားထားမယ်ဒါဆိုကိုတဲ့ထင်သင့်တာထက်အတိုင်းထက်လွန်ပြီးမထင်နဲ့လို့ပြောတဲ့အခါကျတော့ကဲဖခင်ကကိုထင်စီခြင်းတဲ့အရာကဥပမာဒီဘက်မြင်နဲ့ဒီဘက်မြင်ကြည့်ဒါဆိုဖခင်ကကိုဒီမြင်းချောင်းပေါ်မှာပဲကိုဒီလိုမြင်စီခြင်းနဲ့ဆိုရင်အတိုင်းထက်လွန်ဆိုတာကအဲ့ဒီမြင်းချောင်းရဲ့အပေါ်ထက်လည်းမထင်နဲ့အဲ့ဒီမြင်းချောင်းရဲ့အောက်ဖက်လည်းမထင်နဲ့ဖခင်ကကိုပြောတဲ့အတိုင်းကိုဘာလုပ်ရမလဲထင်ရမယ်ပြောရမယ်ဖခင်ပြောတဲ့အတိုင်းကျွန်မဖြစ်တယ်လို့ပြောရမယ်ဖခင်ပြောတာထက်ကိုလွန်ပြီးတော့ကိုမပြောရဘူးလေပြီးလို့ရှိရင်ဘယ်လိုဆက်ရေးထားလဲဘုရားသခင်ဒီဒီတို့အာယုံကြီးကိုပေးတော်မူသည်အညီဒါဆိုဖခင်ကလူအသီးသီးကိုပါပေးလေယုံကြည်ခြင်းကိုဝေပေးတယ်တဲ့ဒါဆိုကေတင်ချင်းရောက်ဖို့လိုအပ်တဲ့လူသားတိုင်းမှာလိုအပ်တဲ့ယုံကြည်ခြင်းကိုဘယ်သူကပေးတာလဲဖခင်ကပေးတာဒါဆိုအဲ့ဒီယုံကြည်ခြင်းကဘယ်သူစီမှာရှိမူလဘယ်မှာရှိဖခင်စီမှာပဲရှိတာဒါဆိုဖခင်ကပေးတဲ့ယုံကြည်ခြင်းဖြစ်တယ်ဆိုရင်သူကကေတင်ချင်းရောက်တယ်မရောက်ဘူးဆိုတာသူပြောနိုင်မလားပြောနိုင်တာပေါ့ဒါဆိုဖခင်ကပေးတဲ့ယုံကြည်ခြင်းတိုင်းနဲ့ဒီထဲမှာရေးထားတယ်ကိုလျှောက်ပတ်စွာထင်ရမည်အကြောင်းတဲ့ဒါဆိုကိုကောင်းမွန်စွာနော်တင်စွာထင်ဖို့ရန်အတွက်ဖခင်ပေးတဲ့ယုံကြည်ခြင်းရမှာပဲဟိုကကိုငါကေတင်ချင်းရောက်ပြီဆိုတာကကိုကပြောရမှာလားဖခင်ပြောတဲ့အတိုင်းကိုကပြောရမှာလားဖခင်ပြောတဲ့အတိုင်းပြောရမှာအဲ့ဒါကိုဘာလို့ခေါ်လဲယုံကြည်ခြင်းလို့ခေါ်အခုကတော့ကိုတော့ယုံတာပဲလေဒါပေမဲ့ရောက်လားမရောက်လားမသိဘူးမပြောနိုင်ဘူးဆိုတော့ဒါကဖခင်ပေးတာမဟုတ်လို့ပေါ့ဒါဆိုအဲ့ဒီယုံကြည်ခြင်းကဘသူစီမှာရှိနေတဲ့အရာလဲဆိုရင်လူသားတွေရဲ့အသွေးသားမှာလဲယုံကြတာလေနော်လူတွေကတယောက်နဲ့တယောက်လဲယုံကြတယ်မယုံတာတွေလည်းရှိတယ်ယုံတဲ့သူလည်းရှိတယ်ဒါပေမဲ့အဲ့ဒီအရာတွေအားလုံးကဖခင်ပေးတဲ့အရာမဟုတ်ဘူးဆိုရင်တော့အာမခံချက်မရှိဒါဆိုဖခင်ပေးတဲ့ယုံကြည်ချက်ဆိုရင်တော့အာမခံချက်ရှိတယ်ဒါဆိုဖခင်ပြောတဲ့အတိုင်းငါဖြစ်တယ်လို့ပြောနိုင်တယ်ဒါဆိုနင်ဘာဖြစ်လို့နေကေတင်ချင်းရောက်တယ်လဲဆိုတော့ဖခင်ငါ့ကိုကေတင်ချင်းရောက်တယ်လို့ပြောလို့ငါပြောနိုင်တယ်လို့ပြောတယ်ဆိုရင်တော့ဒါကဘယ်သူစီရလာတဲ့ယုံကြည်ခြင်းလဲဖခင်စီရလာတဲ့ယုံကြည်ခြင်းเนาะဒါဆိုနောက်တစ်ခုကြည့်ရအောင်နောက်တစ်ခုကကောရိန္သုပထမဆောင်သမီးဖတ်ကြည့်ယောမရဲ့အနောက်မှာကောရိန္သုယောမရဲ့အနောက်မှာကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး7အခန်းငယ်9ဖတ်ကြည့်ထိုဝိညာဉ်တော်အဖြစ်တယောက်သောသူအားယုံကြည်ခြင်းကိုပေးတော်မူ၏ထိုဝိညာဉ်တော်အဖြစ်တယောက်သောသူအားအနာရောဂါငြိမ်းစေနိုင်သောအခွင့်ကိုပေးတော်မူ၏ဒါဆိုတော့ဝိညာဉ်တော်ကတယောက်သောသူကိုပါပေးလေယုံကြည်ခြင်းကိုပေးတယ်ဒါဆိုထိုဝိညာဉ်တော်ကတယောက်သောသူယုံကြည်ခြင်းပေးတယ်ဆိုတော့ယုံကြည်ခြင်းဟာဘု து စီမှာအရင်ရှိဖခင်စီမှာဖခင်ရဲ့ဝိညာဉ်စီမှာယုံကြည်ခြင်းရှိဒါဆိုဖခင်ရဲ့ဝိညာဉ်ကလူတွေကိုပါပေးလေ
ယုံကြည်ခြင်းပေးတယ်ဒါဆိုဖခင်ပေးတဲ့ယုံကြည်ခြင်းဆိုရင်ဖခင်ကအာမခံတယ်အဲ့ဒီယုံကြည်ခြင်းကိုဖခင်ကလက်ခံတယ်အတိမတ်ပြုဒါဆိုလို့ရှိရင်နောက်တစ်ခုကြည့်မယ်ဟေဘရဲဩဝါဒစာအခန်းကြီး7ကိုကြည့်အောင်ဟေဘရဲအခန်းကြီးလှအောင်တနည်းများလားအဲ့ဒါပါလဲဟုတ်ပြီအခန်းကြီး7အခန်းကြီး7အခန်းငယ်နဲ့အချင်းဒီကိုအစာဦး စီ၍စုံလင်စေတော်မူသောသခင်ယေရှုကိုစစ်စစ်ထောက်ရှုကြကုန်အပ်ထိုသခင်သည်မိမိရှိ၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့်ရှစ်ချောက်သောအရာကိုမမှတ်ပဲလှဝါကတိုင်၌ခံပြီးမှဘုရားသခင်၏ပလင်တော်လက်ရာပဲ့၌ထိုင်နေတော်မူ၏ဒါဆိုယုံကြည်ခြင်းကိုအစာဦးစီ၍စုံလင်စေသောဘယ်သူလဲသခင်ယေရှုကိုစစ်စစ်ထောက်ရှုပါတဲ့ဒါဆိုယုံကြည်ခြင်းကိုအစပြုတဲ့သူဘယ်သူလဲစီရင်တဲ့သူဘယ်သူလဲစုံလင်စေတဲ့သူဘယ်သူလဲသခင်ယေရှုဒါဆိုတော့ဆောစောကအန်ဒီတို့ဖတ်ခဲ့တယ်ဖခင်သခင်ကယုံကြည်ခြင်းကိုပေးတယ်ဝိညာဉ်တော်ဖခင်ကယုံကြည်ခြင်းကိုပေးတယ်သားတော်ဖခင်လည်းယုံကြည်ခြင်းကိုပေးတယ်ဒါဆိုအန်ဒီတို့ယုံကြည်တဲ့အတိုင်းပဲခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်၃ပါးတလုံးတဝတည်းတော်ဖခင်သခင်ထံမှာကယ်တင်ခြင်းရောက်ဖို့လိုအပ်တဲ့ယုံကြည်ခြင်းရှိတယ်ဒါဆိုဒီယုံကြည်ခြင်းကိုအစပြုတဲ့သခင်ယေရှုကိုပဲပါလို့ရမယ်စစ်စစ်ကြည့်ရမယ်သခင်ယေရှုစစ်စစ်ကြည့်ရင်ပါမြင်ရမယ်ယုံကြည်ခြင်းနဲ့အန်ဒီတို့မြင်ရမှာဖြစ်တယ်အဲ့တော့ယုံကြည်ခြင်းဆိုတာကိုယ်စီမှာရှားမှာလားဖခင်စီမှာရှားမှာဖခင်စီမှာရှားရမယ်အရာတစ်ခုဖြစ်တယ်ကဲဒါဆိုလို့ရှိရင်ဒီယုံကြည်ခြင်းကိုဖခင်ကလူတွေပေးတာတော့မှန်တယ်ဘယ်လိုနီးလန်းနဲ့ပေးတယ်လဲဆိုတာအန်ဒီတို့ကြည့်မယ်ယောမဩဝါဒစာအခန်းကြီး10ယောမအခန်းကြီး10ဆောစောတမီဖတ်ခဲ့တယ်လမ်းအများကြီးလမ်းဂလာတိရဲ့ရှေ့ပါကောရိန္သုရဲ့ရှေ့မှာအဲ့ဒါပါလဲအခန်းကြီး10အခန်းငယ်7ဖတ်ကြည့်အောင်အခန်းကြီး10အငယ်7โอเคတို့ဖြစ်၍ယုံကြည်ခြင်းသည်ကြားနာခြင်းအဖြစ်ဖြစ်၏ကြားနာခြင်းသည်လည်းဘုရားသခင်၏စကားတော်အဖြစ်ဖြစ်၏ဒါဆိုရင်ယုံကြည်ခြင်းကဘယ်ကနေလာလဲဘယ်ကနေဖြစ်လာဘုရားသခင်ဒီထဲမှာရေးထားတယ်ယုံကြည်ခြင်းသည်တို့ဖြစ်၍ယုံကြည်ခြင်းသည်ကြားနာခြင်းကြားနာခြင်းအဖြစ်ဖြစ်၏တဲ့ဒါဆိုယုံကြည်ခြင်းရှိဖို့ပထမ step ကပါလဲကြားနာရဒုတိယဆင့်ကကြားနာခြင်းသည်လေတဲ့ပါတယ်လေဘုရားသခင်စကားတော်ဖခင်ရဲ့စကားတော်အဖြစ်ဖြစ်၏ဒါဆိုဖခင်ရဲ့စကားကိုကြားမှသာလေယုံကြည်ခြင်းဆိုတာရှိဒါဆိုဖခင်စကားမကြားဘဲနဲ့ယုံကြည်ခြင်းမရှိနိုင်ဒါဆိုဖခင်ကကိုယ်ဘယ်လိုကျေးဇူးပြုတယ်လဲဆိုတာကြားမှကိုကအဲ့ဒီကျေးဇူးတော်ကိုသိပြီးတော့ယုံလို့ရမှာလေဘာကြောင့်နင်ပြောနိုင်တာလဲဆိုတော့ဖခင်ကလှုပ်ပေးပြီးပြီဆိုတော့ဖခင်ပြောလို့ငါယုံတာလို့ပြောရင်တရားစိတ်ချရတယ်နော်ဥပမာတစ်ခုကလူကဖခင်ပြောတဲ့စကားတွေကိုဖခင်မလိမ်တတ်ဘူးဆိုတာကိုလူတိုင်းသိတယ်နော်ဒါပေမဲ့လူတိုင်းကဖခင်ပြောတာကိုယုံကြလားမယုံကြဘူးဘာဖြစ်လို့မယုံတာလဲဒါဆိုဖခင်မလိမ်တတ်ဘူးဆိုတာသိတယ်ဒါပေမဲ့တို့ကမယုံနိုင်ကြဘူးဘာဖြစ်လို့လဲအဲ့ဒါလည်းစဉ်းစားစရာတစ်ခုဖြစ်တယ်နော်ကဲဒါဆိုဆောစောကပြောသလိုအန်ဒီတို့ကအခုကဖယားသခင်ကမျက်စိနဲ့မြင်လို့မရအောင်မမြင်ရတဲ့ဖယားသခင်ကိုယုံဖို့ဆိုတာကလွယ်တော့မလွယ်ဘူးဒါပေမဲ့အဲ့မမြင်ရတဲ့ဖယားကသူကအန်ဒီတို့ကိုလှုပ်ပေးထားတဲ့ကျေးဇူးပြုထားတဲ့အရာတွေကိုသူကဒီကျမ်းစာမှာအများကြီးပြောထားတယ်အဲ့ဒီပြောတဲ့စကားတွေကိုယုံနိုင်ဖို့ရန်အတွက်လည်းအန်ဒီတို့လှုပ်ရမယ့်အရာတစ်ခုရှိတယ်နောက်တစ်ခုကလူတွေမယုံနိုင်တဲ့အကြောင်းအရာကိုအန်ဒီတို့သိတယ်ဆိုရင်ဒါဆိုကိုယုံဖို့ရန်အတွက်ဘာလို့လဲဆိုတာရှင်းရှင်းလင်းသိသွားနိုင်တယ်။ဒါဆိုတော့ဥပမာနောက်တစ်ခုပြောပြမယ်။မြင်ရတဲ့လူတွေတောင်မှကွာဥပမာဆိုအန်တီရဲ့အန်တီနာမည်တော်တီမာအေးနော်။တော်တီမာအေးတော်တီမာအေးပြီးတော့အန်တီရုပ်လည်းတမီးသိပြီ။ဒါဆိုအန်တီအသက်ဘယ်လောက်လဲလို့တမီးယုံကြည်ခြင်းနဲ့ပြောကြည့်။ဒီမှန်ပဲမှန်ပါအဲ့တော့မှန်ပါပေါ့90လောက်ရှိမယ်နော်90မတ်တူဘူးအနည်းဆက်ဆောင်မှန်းကြည့်
အနည်းဆက်ဆုံးဆိုရင်ဒီရုပ်ရည်နဲ့ဆိုဘယ်လောက်ဖြစ်မလဲ 40ကျော်လောက်အဲ့လောက်တင်တယ် အဲ့လောက်တော့မှန်တာမဟုတ်ကြည့်မယ်နော်ပြီးရင်အဆောအန်တီနာမည်ကတော့တီမာအေးဆိုတော့ဒေါ်တီမာအေးနော်ဒေါ်တီမာအေးဆိုတော့အဖေနာမည်ကဘယ်လိုဖြစ်မလို့ထင်လဲအဖေနာမည်ဆိုတော့ဒေါ်တီမာအေးဆိုတော့နီးဆက်ဆုံးဘယ်လိုဖြစ်မလဲခက်လားခက်တယ်ဒါဆိုတော့မြင်ရတဲ့လူတော်မှာကြုံကြည်ခြင်းနဲ့အန်တီကဘာမှမပြောဘဲနဲ့တမျိုးယုံခိုင်းတော့တမီးအရင်စဉ်းစားတာဖြစ်နိုင်မလားပြန်40ပတ်ဝန်းကျင်ပြောလိုက်ရင်သူစိတ်ဆိုးမလား50ကျော်သွားရင်လည်းတော့စိတ်ဆိုးမလားအဲ့ဒီလိုမျိုးဖြစ်နေနော်အမှန်တကယ်တော့အန်တီအသက်က58နှစ်ဖြစ်ပြီနော်58ဒါဆိုရင်တမီးကိုအန်တီကမင်းမယ်အန်တီတက်ဘယ်လောက်လဲလို့မင်းရင်တမီးဘယ်လိုဖြစ်မလဲ ခုသိပါပြီဆို58 58ပေါ့58လွယ်လားလွယ်တယ်ဘာလို့လဲဆိုတော့ကာယကံရှင်ကပြောတာလေနော်ပြီးတော့အန်တီအဖေနာမည်ကတမီးမစင်စားနိုင်ဘူးဒါပေမဲ့အန်တီဖေနာမည်ဦးဝင်းမောင်ဆိုတော့အန်တီနာမည်နဲ့ဘာမှဆက်ဆက်မှုမရှိဘူးတချို့ကဦးအေးတယ်တချို့ကတော့ဦးအေးအောင်တချို့ကတော့ဦးအမျိုးမျိုးလျှောက်ပြောတယ်ကွာသူတို့ပြောအမှန်ဘူးဒါပေမဲ့ကာယကံရှင်ကပြောတော့အဖေနာမည်သိတယ်ပေချာသိတယ်ပြောနိုင်တယ်လေဒါဆိုမှားမလားမမှားဒါဆိုမြင်ရတဲ့သူကိုယ်တောင်မှကိုဘာမှမပြောဘဲနဲ့ဘာမှယုံလို့မရဘူးเนาะအဲ့တော့လူတယောက်အကြောင်းကိုသိချင်နဲ့ဟုတ်လေပေါင်းကြည့်ရမယ်တဲ့เนาะပေါင်းကြည့်ရင်သူ့အကြောင်းကိုကောင်းကောင်းသိနိုင်တယ်ဒါတော့မှအကုန်သိနိုင်လားအကုန်မသိနိုင်ဘူးဒါဆိုတော့မြင်နေရတဲ့လူတွေတောင်မှဒီလိုမသိနိုင်ဘူးဆိုမမြင်ရတဲ့ဘုရားသခင်ကိုစိတ်ခန့်မှန်းနဲ့သွားယုံလို့မရဘူးဒါဆိုဘုရားကိုယုံမယ်ဆိုရင်ဘုရားပြောတဲ့အတိုင်းပဲအန်ဒီတို့ကယုံရမှာเนาะသူပြောတဲ့အတိုင်းသူဖြစ်တဲ့ဆိုတဲ့ဥစ္စာကိုသူဖြစ်ချင်းရှိတာကိုသူပြောမှပဲအန်ဒီတို့ကသိမှာ哦အဲ့တော့မြင်ရတဲ့လူတွေတောင်မှလိန်တတ်တယ်ကွာလိန်တတ်တဲ့လူတွေပြောတဲ့စကားတော့အန်တီတို့ကယုံနေဆိုရင်မလိန်တတ်တဲ့ဖရာသခင်ပြောတဲ့စကားဆိုရင်ပြောမယ်နော်လိန်တတ်တဲ့လူတွေရဲ့စကားတော့မှယုံရတယ်ဆိုရင်မလိန်တတ်တဲ့မူတာကင်းစင်တဲ့ဖရာစကားဆိုရင်ပို့ပြီးတော့ယုံရမှာဖြစ်တယ်ဒါပေမဲ့လူတွေကယုံကြလားမယုံကြဘူးဖះမလိန်တတ်ဘူးဆိုတော့သိတယ်ဒါပေမဲ့ဖះပြောလိုက်တိုင်းမယုံကြဘူးဘာဖြစ်လို့မယုံကြတာလဲဆိုရင်ဓမ္မရာဆိုရင်ပထမဆောင်ဖတ်ကြည့် ရာကသူအင်းနဲ့နာဘူးအဲ့ရချင်းရှုနေ သူကငါပေသည်ထာဝရဖျားသည်လူမြင်ပကဲ့သို့မြင်တော်မူသည်မဟုတ်လူသည်အစင်းတတန်ကိုကြည့်ရှုတတ်၏ထာဝရဖျားမူကနှလုံးကိုကြည့်ရှုတတ်သည်ဟုရှမွေလအားမိန်တော်မူ၏ဒါဆိုတော့ဖျားကသူမျက်နှာသူ့ရက်ကိုမကြည့်နဲ့တဲ့သူ့ကိုဖျားကပယ်လိုက်ပြီဘာဖြစ်လို့ဆိုထာဝရဖျားသည်လူမြင်တယ်လို့မမြင်ဘူးတဲ့ဒါဆိုလူအောင်ဖျားမြင်တယ်လို့မြင်မလားမမြင်ဘူးဒါဆိုလူတွေကဖျားပြောတဲ့စကားတွေကိုချက်ချင်းယုံဖို့ခက်တယ်မလွယ်ဘူးဘာကြောင့်လဲဆိုရင်အမြင်ချင်းမတူတဲ့အတွက်ကြောင့်အမြင်ချင်းမတူတဲ့အတွက်ကြောင့်မယုံနိုင်ဘူးဘယ်သူပဲဖြစ်ဖြစ်ဖျားပြောတာကိုချက်ချင်းလက်မခံနိုင်ဘူးဒါဆိုတော့ဖျားသခင်ရဲ့အမြင်နဲ့လူရဲ့အမြင်ကဘယ်လောက်ကွာခြားတယ်လဲနော်ဘယ်လောက်ကွာခြားလဲဆိုတာနည်းနည်းကြည့်အေရှာယ55အေရှာယ55လေလောက်မှာလှမ်းစာလံတုတ်တဲ့နေရဲ့နောက်မှာ55အငယ်8နဲ့9ထာဝရဘုရားမိတော်မူကငါဤအကြံစီသည်တင်တို့ဤအကြံစီနှင့်မတူငါဤအကျင့်သည်လည်းတင်တို့ဤအကျင့်နှင့်မတူမိုးကောင်းကင်သည်မြေကြီးထက်သာ၍မြင့်တကဲ့သို့ငါဤအကျင့်သည်တင်တို့ဤအကျင့်ထက်၎င်းငါဤအကြံစီသည်တင်တို့ဤအကြံစီထက်၎င်းသာ၍မြင့်၏ဒါဆိုတော့ဖယားသခင်ကဘာပြောလဲဖယားသခင်ရဲ့အကြံစီနဲ့လူရဲ့အကြံစီမတူဘူးတဲ့ဖယားအကျင့်နဲ့လူရဲ့အကျင့်လည်းမတူဘူးမိုးကောင်းကင်သည်မြေကြီးထက်သာ၍မြင့်တယ်လို့တဲ့ဖယားရဲ့အကျင့်တွေဖယားရဲ့အကြံစီတွေကလူအကြံစီထက်ပိုပြီးတော့မြင့်နေလူရဲ့အကျင့်တွေထက်ပိုမြင့်နေတယ်ဒါဆိုဖယားအကြံစီနဲ့လူအကြံစီကဘယ်တော့မှတူမှာမဟုတ်ဘူးဥပမာဆိုပါစို့ဖယားကနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုအရင်ရှာပါလို့ပြောရင်လူတွေကဘာပဲအရင်ရှာခြင်းလဲလူတွေကစားဖို့တောက်ဖို့ပဲအရင်ရှာတယ်နော်ဖယားကအဲ့ဒါတွေနောက်ထပ်နေလို့စားဖို့ဝတ်ဖို့နောက်မှငါပေးမယ်လို့ပြောရင်လူကစိတ်ချလားစိတ်မချဘူးအရင်ဆုံးစားဖို့တောက်ဖို့အရင်လုပ်မယ်
တော့သူများတွေပြောတဲ့စကားရှိရနော်ဥမတောင်းမှတီလာစောင့်မယ်တဲ့ကြားဘူးလားမသိဘူးနင်ဖိုက်ဖြစ်မှပဲနင်တီလာကောင်းကောင်းစောင့်နိုင်တယ်ဖះတရားလုံနိုင်တယ်ပေါ့ဒါဆိုတော့အရင်ဆုံးဖះတရားလုံရမလားဖိုက်ရင်ဖြစ်ရမလား အဲ့ဒါလူတွေကဖိုက်ရင်ဖြစ်မှလူကဖះတရားလုံနိုင်မယ်လို့ပြောဟိုဖះသခင်ကနင်တို့ရဲ့ဗန္နာတွေကိုကောင်းကင်မှာစုပါလို့ပြောရင်လူတွေဘယ်မှာစုချင်မြေကြီးမှာပဲစုချင်တယ်အဲ့တော့လူတွေကမွေးတဲ့နေ့နဲ့ပေတဲ့နေ့ဆိုရင်ပေနေ့ကိုပိုကောင်းတယ်လို့ထင်တယ်မွေးတဲ့နေ့ပိုကောင်းတယ်လို့ထင်တယ်เนาะဒါပေမဲ့ဖះကတော့ပေတဲ့နေ့ကမွေးတဲ့နေ့တဲ့ပိုကောင်းတယ်တဲ့ဆိုဖះပြောတဲ့စကားနဲ့လူတွေရဲ့ပြောနေတဲ့အရာတွေနဲ့ဘယ်တော့မှမတူဘူးဒါဆိုတော့ဖះကိုယုံကြည်မယ်ဆိုရင်တဲ့ကိုယ့်ရဲ့ထင်မြင်ချက်တွေလူတွေရဲ့ထင်မြင်ယူဆချက်တွေကိုမလုပ်ရမှာဖះမြင်တယ်လူမြင်တယ်နှစ်ခုရှင်းလိုက်ကိုကဖះကိုယုံကြည်မယ်ဆိုရင်လူရဲ့အမြင်နဲ့လူရဲ့ယူဆချက်တွေနဲ့ဖះမြင်တယ်ဖះယူဆချက်တွေနှစ်ခုရှင်းလိုက်ဘာကိုလက်ခံဖះမြင်ကိုလက်ခံမယ်ဆိုရင်ကိုယ့်အမြင်ကိုပယ်ရဒါဆိုကိုယ့်အမြင်ကိုကိုကမပယ်နိုင်ဘူးဆိုရင်ဖះကိုလက်ခံဖို့မလွယ်ဘူးဒါဆိုရင်သမီးကအခုဖះပြောတဲ့စကားနဲ့သမီးစဉ်းစားထားတာတွေနဲ့နှစ်ခုရှင်းလာရင်သမီးပါလောက်မယ်ပယ်အောင်ရွေးမယ်ဖះပြောတာကိုရွေးမယ်ဆိုရင်သမီးထင်ထားတာတွေစဉ်းစားထားတာတွေအကုန်လုံးပါလောက်ရတော့မယ်ပယ်ရတော့ကဲတကယ်ပယ်နိုင်မလားဖះကိုတကယ်ယုံကြည်ဖို့ကိုဆုံးဖြတ်ထားတယ်ဆိုရင်တော့ကို့အမြင်ဘလောက်ကောင်းကောင်းဘလောက်မှန်မှန်ပါလောက်ရမယ်ပယ်ရမှာဖြစ်တယ်ဒါဆိုတော့ဖះသခင်ရဲ့အမြင်မှာဖះဆော့ဆော့ပြောတယ်လူတွေကအပြစ်မှန်းပဲကြည့်တယ်ဖះပါကြည့်လေစိတ်နှလုံးကိုကြည့်ဒါဆိုဖះအမြင်မှာလူတွေရဲ့စိတ်နှလုံးအခြေအနေကိုနည်းနည်းကြည့်လူတွေရဲ့စိတ်နှလုံးအခြေအနေဘယ်လိုရှိလဲဆိုရင်ကပ္ပဦးကျမ်းခန်းကြီး6ကိုဖတ်ကြည့်အောင်ကပ္ပဦးကျမ်းခန်းကြီး6အခန်းငယ်9မြေကြီးပေါ်မှာလူတွေကအဖြစ်ကြီးတယ်တဲ့အဲ့ဒါဘယ်သူအမြင်လဲဖះမြင်ပြီးတော့သူတို့ရဲ့စိတ်နှလုံးအကျဉ်းစီဘယ်လောက်လဲရှိသမျှအားလုံးဟာစိုးညစ်ခြင်းတက်တက်တယ်အစင်မပြတ်စိုးညစ်တယ်တဲ့တခါတလေကောင်းတယ်လို့ပြောလားမပြောဘူးเนาะအစင်မပြတ်စိုးညစ်ခြင်းတက်တက်ဆိုတော့ကောင်းတာတစ်ခုမှကိုမရှိဘူးလို့ပြောတယ်ဟာဒါဆိုရင်တော့မလွန်လွန်းဘူးလားလွန်လွန်းတယ်เนาะတခါတလေကျရင်ငါတို့ကောင်းတာတွေစဉ်းစားတဲ့ချိန်လဲရှိပါတယ်เนาะကိုမစဉ်းစားရင်တော့မကောင်းတာလုပ်တဲ့သူတွေအများကြီးရှိတယ်လို့တို့ကသတ်မှတ်တတ်တယ်သို့တော့ဖះကလူအပြစ်ကြီးဆုံးပဲတဲ့အပြစ်ကြီးဆုံးလူအဲ့တော့မြေကြီးပေါ်မှာရှိတဲ့ဘသူပဲဖြစ်ဖြစ်သူတို့စိတ်နှလုံးအကျဉ်းစီတွေရှိသမျှဟာစိုးမြင့်ခြင်းတက်တက်ရှိတယ်တဲ့ဒါဆိုတော့ဖះမြင်တဲ့စိတ်နှလုံးအခြေအနေကိုနည်းနည်းလေးဖတ်ကြည့်ရအောင်ဘယ်မှာဖတ်မလဲဆိုတော့ရှင်မဿဲကိုပြန်သွားမယ်ရှင်မဿဲခန်းကြီး7ကိုဖတ်ကြည့်ရှင်မဿဲခန်းကြီး7အခန်းငယ်33ကနေ39ထိဖတ်မယ်တခုနောက်ပြီးတော့အခန်းကြီး15တခုကိုဖတ်ကြည့်33ကနေ39ဖတ်ကြည့်မယ်နော်အတိအဖြစ်အပင်ဤသဘောထင်ရှားသည်ဖြစ်၍အတိကောင်းလေအပင်ကောင်းသည်ဟုဆိုကြလော့အတိမကောင်းလေအပင်မကောင်းဟုဆိုကြလော့အချင်းမွေဆိုးအမျိုးတို့တင်တို့သည်အစိုးဖြစ်လျက်ကောင်းသောစကားကိုအပေသို့ပြောနိုင်မည်နိစိတ်နှလုံးအပြည့်ရှိသည့်အတိုင်းနှုတ်မွတ်တတ်၏ကောင်းသောသူသည်ကောင်းသောစိတ်နှလုံးဗန္နာတိုက်ထဲကကောင်းသောအရာကိုထုတ်ဖော်တတ်၏မကောင်းသောသူသည်မကောင်းသောဗန္နာတိုက်ထဲကမကောင်းသောအရာကိုထုတ်ဖော်တတ်၏ငါဆိုသည်ကလူတို့သည်အကျိုးမဲ့သောစကားကိုပြောသမျှအတွက်တရားဆုံးဖြတ်သောနေ့၌စစ်ကြောခြင်းကိုခံရကြလက်တတ်သင်စကားများအပြင်သင်သည်အပြစ်လွတ်လိမ့်မည်သို့မဟုတ်သင်စကားများအပြင်အဖြစ်စီခြင်းကိုခံရလိမ့်မည်ဟုမိန့်တော်မူ၏ဒါဆိုဘုရားကဘယ်လိုပြောလဲလူကကောင်းလားမကောင်းလားဆိုတာတဲ့ဘာကိုကြည့်သိနိုင်လဲသူပြောတဲ့စကားတွေကိုနားထောင်ကြည့်လိုက်တဲ့ဒါဆိုသူ့ရဲ့စိတ်လုံးထဲမှာကောင်းတာတွေရှိရင်သူကကောင်းတဲ့အရာတွေပြောမယ်မကောင်းတာတွေရှိရင်မကောင်းတာတွေကိုပဲပြောမယ်တဲ့ဒါဆိုနှုတ်စိတ်နှလုံးအပြည့်ရှိသည့်အတိုင်းနှုတ်မွတ်တတ်တယ်အဲ့တော့သူပြောတဲ့စကားတွေပေါ်မှာဘုရားကသူ့ကိုတရေကြရင်တရားစီရင်တယ်တဲ့ဒါဆိုတော့အတိအဖြစ်အပင်ရဲ့သဘောထင်ရှားတယ်ဆိုတော့ကိုပြောလိုက်တဲ့စကားတွေတနည်းအားဖြင့်ဆိုဒါပါတယ်လေအသီးနဲ့တူတာပေါ့ဒါဆိုတော့ကောင်းတဲ့စကားတွေပြောရဆိုရင်ဒီလူကကောင်းတယ်မကောင်းတဲ့စကားတွေပြောရဆိုရင်တော့မကောင်းဘူးဆိုတဲ့သဘောရှိရနော်ဒါဆိုတော့အသီးကောင်းမကောင်းတာတဲ့ဘာနဲ့ဆိုင်လဲဆိုရင်အပင်နဲ့ပဲ
အပင်မကောင်းလို့အသီးမကောင်းတာတဲ့အပင်ကောင်းရင်အသီးကောင်းမယ်ဒါဆိုအဲ့ဒီအပင်ကောင်းခြင်းမကောင်းခြင်းဆိုဆော့တော့သူပြောတယ်သူ့ရဲ့စိတ်လုံးကမကောင်းတဲ့ဘန္နာတိုက်ဆိုရင်မကောင်းတာတွေထွက်လာမယ်ကောင်းတဲ့ဘန္နာတိုက်ဆိုရင်ကောင်းတာတွေထွက်လာမယ်အဲ့တော့အကျိုးမရှိတဲ့စကားတွေကိုပြောသမျှအတွေ့တဲ့တရားစီရင်ခံဒါဆိုဘယ်အရာကကိုယ့်အတွက်အကျိုးရှိလဲဘယ်အရာကကိုယ့်အတွက်အကျိုးမရှိလဲဆိုတော့ကိုယ်ပိုင်းခြားပြီးသိဖို့လိုတယ်ကဲဒါဆိုတော့အခန်းကြီး15ကိုလည်းနည်းနည်းဖတ်ကြည့်အောင်အခန်းကြီး15အခန်းငယ်ဘယ်လောက်ကနေဖတ်မလဲဆိုရင်16ကနေဖတ်ကြည့်အောင်18ကနေဖတ်ကြည့်မယ်အခန်းကြီး15ငယ်18ကနေ18ပေါ့နော်အခုဖတ်ကြည့်ကတွင်းမှထွက်သောအရာဟုမူကားနှလုံးထဲကထွက်လာ၍လူကိုညှဉ်းညူးစေသောအရာဖြစ်၏မကောင်းသောကြံစီခြင်းလူအသက်ကိုတတ်ခြင်းသူ့မယားကိုပြစ်မှားခြင်းမိန်းမလွတ်နဲ့မာယွင်ခြင်းသူ့ဥစ္စာကိုခိုးခြင်းမမှန်သောသက်သေကိုခံခြင်းသူ့အသေးကိုဖျက်ခြင်းအရာတို့သည်နှလုံးထဲကထွက်လာ၍လူကိုညှဉ်းညူးစေသောအရာဖြစ်ကြ၏ဒါဆိုတော့နှလုံးထဲကထွက်လာတဲ့အရာကတဲ့လူကိုညှဉ်းညူးစေတယ်ဒါဆိုလူစိတ်လုံးထဲကဘာတွေထွက်လာလဲဆိုရင်မကောင်းတာတွေကြံစီတယ်လူအသက်သက်တယ်သူများမယားကိုပြစ်မှားတယ်မိန်းမလွတ်နဲ့မှားယွင်းတယ်သူများဥစ္စာကိုခိုးတယ်မမှန်တဲ့သက်သေခံတယ်လိန်ညာတယ်သူများမကောင်းကြောင်းတွေကိုပြောချင်တယ်ဒါတွေအားလုံးကဘယ်ကထွက်လာလဲလူရဲ့စိတ်ထဲကနေထွက်လာတာဒါဆိုလူရဲ့စိတ်နှလုံးကိုကြည့်လိုက်ရင်အဲ့ဒီအပြစ်တွေနဲ့ကင်းတဲ့သူရှိလားမရှိဒါဆိုလူရဲ့ခိုးတယ်ဆိုတာဘယ်ကထွက်လာလဲစိတ်ထဲကဒေါသကဘယ်ကထွက်လာလဲစိတ်ထဲကမနာလိုတာတွေရောစိတ်ထဲကထွက်လာဒါဆိုစိတ်ထဲကနေထွက်လာတဲ့အရာတွေကလူကိုညှဉ်းညူးစေတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မနေ့တုန်းကအန်တီတို့ပြောတယ်ဒူးစိတ်ထဲမှာသိနေတယ်လို့ပြောတယ်ဒါဆိုလူကမကောင်းတာဘယ်ကနေစစိတ်ထဲကတချို့ကဘယ်လိုပြောလဲငါပါဇက်တာချမ်းတာစိတ်ကတော့ကောင်းပါတယ်လို့ပြောတာရှိလားရှိတယ်နော်ဒါဆိုတော့ तू ကပါဇက်ချမ်းတယ်ဆိုတာကစိတ်ထဲကဘယ်ထွက်လာတာဒါဆိုတော့သူတို့ရဲ့အကျင့်တွေအမူအကျင့်တွေကိုကြည်ချင်းအဖြစ်သူဟာကောင်းတဲ့သူလားမကောင်းတဲ့သူလားဆိုတာငါတို့သိနိုင်တယ်ဒါဆိုတော့လူတိုင်းဟာတဲ့ဒီမကောင်းတဲ့အကျင့်ဒုစိတ်တွေလူတိုင်းမှာဘယ်ချိန်လုံးလဲရှိတယ်သိလားမွေးကလေးကရှိတယ်စာလ58အပိုင်ငယ်3နဲ့ဖတ်ကြည့်အောင်စာလ58အပိုင်ငယ်3မတရားသောသူတို့သည်အမိဝမ်းထင်မှစာ၍ရိုင်းသောသဘောရှိကြ၏မွေးကလေးကလမ်းလွဲ၍မူတာစကားကိုပြောတတ်ကြ၏ဒါဆိုလူတွေကဘယ်အချိန်မှတည်းကမူတာစကားပြောတတ်တာလဲအမိဝမ်းထဲမှာတွေကရိုင်းတဲ့သဘောတွေရှိတယ်မွေးကလေးကလမ်းလွဲပြီးတော့မှမူတာပြောတတ်တယ်တဲ့ဒါဆိုလိညာဖို့တို့ရိုင်းဆိုင်ဖို့ဆိုတာသင်ပေးစရာလို့လားမလို့ဘူးဒါဘယ်တော့မှပါလာလဲအမေပိုက်ထဲမှာတဲ့ဒါဆိုလူကဘယ်တော့မှညှဉ်းညူးနေတာလဲအမိဝမ်းနဲ့ဒါဆိုအဲ့ဒီညှဉ်းညူးတဲ့အထဲထဲမှာအန်တီတို့ကစောစောလုံးကမနေ့တုန်းကပြောတဲ့ကုသိုလ်ကောင်းမှုလေးတွေထည့်လိုက်ရင်အဲ့ညှဉ်းညူးတာပျောက်သွားမလားမပျောက်သွားဘူးဒါဆိုတော့ပြည့်ညတ်တော်တွေငါနားထောင်ရင်ကောင်းမလားဆိုရင်မပြည့်ညတ်တော်တွေအလွတ်ကျင့်ရောတန့်ရှင်းသွားမလားမတန့်ရှင်းသွားငကိုတွေကလူကညှဉ်းညူးတဲ့သူဖြစ်တယ်တဲ့ဒါဆိုတော့မတန့်ရှင်းတဲ့သူကတန့်ရှင်းတဲ့အရာကိုလုံးဝလုံးလို့မရဘူးသူ့ရဲ့ပကတိကမတန့်ရှင်းဘူးဒါကြောင့်ဖခင်ကပြောတယ်နင်တို့လုပ်တဲ့ကုသိုလ်ကောင်းမှုတွေကငါရှင်းတာမြစ်ပတ်တော်အဝင်းနဲ့တူတယ်တဲ့နောက်တစ်ခုဖတ်ကြည့်အောင်ရှင်လုကာထဲမှာနော်မဿဲမာကုလုကာရှင်လုကာအခန်းကြီး15အငယ်16ဖြစ်တယ်15ပေါ့နော်16ယေရှုကလည်းသင်တို့သည်လူများရှေ့မှာဖြောင့်မတ်ဟန်ဆောင်တော်လဲဖျားသခင်သည်သင်တို့၏စိတ်နှလုံးကိုသိမြင်တော်မူ၏လူသဘောအားဖြင့်အမျက်ထားသောအရာသည်ဖျားသခင်ရှေ့တော်၌ဆက်ဆုပ်ရွှရှာပွဲဖြစ်၏ဒါဆိုတော့လူတွေကတော့အချင်းချင်းလူတွေရှေ့မှာဖြောင့်မတ်ဟန်ဆောင်တယ်သူတော်ကောင်းလို့သူတော်စင်လို့နဲ့သူကဖျားတရားနဲ့နေတယ်လို့နေလို့ရတယ်တဲ့ဒါပေမဲ့လေတဲ့ဖျားကသူတို့စိတ်နှလုံးကိုသိမြင်တယ်အဲ့တော့လူသဘောအားဖြင့်အမျက်ထားတဲ့အရာတွေကဖျားခင်ရှိမှဆက်ဆုပ်ရွှရှာပွဲဖြစ်တယ်လို့ဘာကြောင့်ပြောတယ်လဲအဲ့တော့ဖျားကလူစိတ်နှလုံးကိုကြည့်တဲ့အခါမှာလူကမြေကြီးပေါ်မှာအပြစ်ကအကြီးဆုံးဖြစ်တယ်သူ့ရဲ့စိတ်နှလုံးအကျင့်စီရှိသမျှအားလုံးဟာအစင်မပြတ်စိုးညစ်ခြင်းတက်တက်ရှိတယ်ဆိုတော့
ဘယ်အချိန်ကောင်းမလဲလူကကောင်းတာလုပ်ရင်လည်းမကောင်းဘူးတဲ့အဖြစ်တွေပါနေတယ်ဖျားသခင်ရှေ့မှာကောင်းတဲ့အချိန်ဆိုတာမရှိဘူးတဲ့ဘာလို့ဆိုမွေးခဲ့တဲ့လူကအဖြစ်ကပါနေတဲ့အတွက်ကြောင့်ကောင်းတာလုပ်ရင်လည်းအဖြစ်ကရှိနေတယ်ဒါကြောင့်မလို့လူသဘောအဖြစ်အမျက်ထားတဲ့အရာတွေကပါတယ်လေကုသိုလ်ကောင်းမှုလုပ်တယ်ဆိုရင်လူတွေကကောင်းတယ်လို့ပြောလားမကောင်းဘူးပြောလားကောင်းတယ်ပြောတယ်ဒါပေမဲ့ဖျားကယွန်းလားဣရှာယ64အငယ်6ကိုပြန်ဖတ်ကြည့်အောင်ဣရှာယဘို့အလေကောင်းမှာပြန်ဖတ်စာလံနဲ့တုတ်တန်နဲ့နောက်ဣရှာယ64အခန်းငယ်6တို့ရှိသမျှသည်စင်ကြယ်ခြင်းမရှိပါပြုဘူးသမျှသောကုသိုလ်ကောင်းမှုတို့သည်မြစ်သောအဝတ်နှင့်တူကြပါ၏အကျွန်ုပ်တို့ရှိသမျှသည်တည့်ရွက်ကဲ့သို့ညှိုးနွမ်းလျက်ရှိ၍ကိုယ်အဖြစ်တို့သည်လေကဲ့သို့အကျွန်ုပ်တို့ကိုတိုက်သွားပါပြီဒါဆိုဒီထဲမှာဘယ်လိုရေးလဲကျွန်ုပ်တို့ရှိသမျှဟာရှိသမျှဆိုတာလူတွေအကုန်လုံးတန့်ရှင်းတဲ့သူမရှိဘူးတဲ့အကုန်လုံးအဖြစ်ရှိဒါကြောင့်မလို့ပြုတ်ဘူးသမျှတော့ပါတယ်လေကုသိုလ်ကောင်းမှုလူတွေအနေနဲ့ဆိုရင်တော့ကုသိုလ်ကောင်းမှုအမြင့်မြတ်ဆုံးကောင်းတယ်နော်ဒါမွန်မြတ်တယ်လို့လူသဘောအဖြစ်တော့ထားတယ်ဒါပေမဲ့ဘုရားသခင်ရှေ့မှာညညူသောအဝတ်နဲ့တူတယ်တဲ့ဒါဆိုတော့စောစောတုန်းကဖတ်ခဲ့တယ်လူကာထဲမှာလူသဘောအဖြစ်အမျက်ဆုံးလို့ထားတဲ့အရာတွေကဘုရားသခင်ရှေ့မှာဆက်ဆုံးယွန်ရှာပွဲဖြစ်တယ်ဒါဆိုလူမြင်နဲ့ဘုရားမြင်တူလားမတူဘူးဒါဆိုတော့ဘုရားသခင်ရှေ့မှာကုသိုလ်ကောင်းမှုကဆက်ဆုံးယွန်ရှာပွဲရဖြစ်ုံတာမကဘူးเนาะပြီးတော့မှပြည့်ညက်တရားကိုကျင့်တဲ့အခါမှာလည်းပြည့်ညက်တော်ကျင့်နိုင်တဲ့သူတရားမှမရှိဘူးတဲ့ဘုရားသခင်ကလူကတော့ဘယ်လိုထင်လဲငါတို့နားထောင်နိုင်တယ်ဟိုတစ်ခုနားထောင်တယ်ဒီတစ်ခုနားထောင်တယ်တစ်ခုတလေနားထောင်ရင်တော့ဘုရားလက်ခံမယ်လို့ထင်တယ်ဒါပေမဲ့ဘုရားမဟုတ်တစ်ခုလေးမှားရင်တော့မှလည်းအကုန်ချိုးပေါက်တယ်အပြစ်ရှိတယ်တဲ့ပြီးတော့မှလူတွေကငါအပြစ်မလုပ်ဘဲနဲ့ငါနေနိုင်တယ်ငါကောင်းတာမကောင်းတာဘာနဲ့ပဲဆိုင်ငါနဲ့ပဲဆိုင်တယ်ငါမကောင်းတာမလုပ်ဘူးမလုပ်ဘဲနဲ့ငါနေနိုင်တယ်ငါကိုချင်းတရားကောင်းအောင်ငါနေနိုင်တယ်ဆိုရင်မှလူတွေကကိုချင်းတရားကောင်းအောင်ဒီနေကြတယ်တိဆောက်ကြတယ်တိုးတော့ဖခင်ကဘယ်လိုပြောလဲနေကောင်းတာလုပ်နိုင်လားမလုပ်နိုင်ဘူးတဲ့မနေ့ကဖတ်ခဲ့တယ်အဲ့တော့ပြီလူကအီသီယိုးပီးယားလူတွေကအသားပြောင်းအောင်လုပ်နိုင်တဲ့အချိန်စက်တစ်ကအကွက်ကြားပြောင်းအောင်လုပ်နိုင်တယ်နေမှာတဲ့နေကအပြစ်မလုပ်ဘဲနဲ့နေနိုင်မယ်တဲ့ဒါဆိုလူကအပြစ်မလုပ်ဘဲနေနိုင်တဲ့အချိန်မရှိဘူးတဲ့အဲ့တော့ဖခင်ကလူတွေရဲ့စိတ်နှလုံးကိုကြည့်တဲ့အခါမှာအဖြစ်မရှိအောင်အဖြစ်ကင်းစင်အောင်လူကဘယ်တော့မှမနေနိုင်ဘူးတကယ်လို့နေနိုင်ရင်တော့မှဘာတွေရှိနေလဲအဖြစ်ကရှိနေတဲ့အတွက်ကြောင့်ဘုရားသခင်ကအဲ့ဒါကိုလက်မခံဘူးဆိုတာတွေ့ရဒါဆိုတော့ဟေရှာယ50ခုကိုပြန်ဖတ်ကြည့်အောင်ဟေရှာယ50ခုအခန်းငယ်7 73ဟေရှာယအခန်းကြီး50ခုအငယ်7 73ကုသိုလ်နှင့်သင်ပြုသောအမှုတို့ကိုငါဖော်ပြမည်ထို့သို့သောအမှုသည်အကျိုးကိုမပေးနိုင်ဒါဆိုလာပြီနော်ဒါဆိုသင်ရဲ့ကုသိုလ်နဲ့သင်ပြုတဲ့အမှုတွေကိုငါဖော်ပြမယ်တဲ့ဒါပေမဲ့မင်းကိုအကျိုးပေးမလားအကျိုးမပေးဘူးတဲ့ဒါဆိုအကျိုးမပေးဘူးဆိုရင်စောစောတော့ကအန်ဒီတို့ဖတ်ခဲ့တယ်မဿဲ7ထဲမှာတမိမှတ်မိလားလူတို့ဒီအကျိုးမဲ့သောစကားကိုပြောသမျှအတွက်ဘာလို့ချင်းခံရမလဲစီရင်ချင်းခံရမယ်တဲ့အကျိုးမဲ့သောစကားဆိုတာကျမကုသိုလ်ကောင်းမှုတွေလုပ်ခဲ့ပါတယ်ကျမကိုချင်းတရားကောင်းအောင်ကျမအသက်ရှင်ခဲ့ပါတယ်လို့ပြောရင်စီရင်ခံရမယ်ဒါကအကျိုးရှိလားမရှိဘူးဘာဖြစ်လို့အကျိုးမရှိလဲဆိုရင်အဖြစ်ကင်းပြီးမှလုပ်နိုင်တဲ့အရာတစ်ခုမှမရှိဘူးဒါဆိုတော့ကိုကကျမပြည့်ညတ်တော်တွေအလွတ်ရပါတယ်ဆိုတာလေအကျိုးပေးမလားအလွတ်ရရုံနဲ့အကျိုးမပေးဘူးဒီတရားတွေကိုကျင့်နိုင်မှာကျင့်နိုင်မလားဆိုတော့လေမနေ့တော့ဖတ်တယ်အမိပြုရင်လည်းကျင့်ချင်းခံရမယ်အမိမပြုလည်းကျင့်ချင်းခံရမယ်ဆိုတော့ဘလို့နေနေလူကအပြစ်ကမလွတ်နိုင်ဒါဘသူအမြင်လဲဒါဆိုဖခင်ကပြောတဲ့အတိုင်းကျမဟာကောင်းတာတခုမှမလုပ်နိုင်ဘူးကျမဘာပဲလုပ်လို့အပြစ်နဲ့မကင်းဘူးဆိုတာကဘသူပြောတာလဲဖခင်ကပြောတာဒါဆိုကျမရဲ့ကောင်းမှုအဖြစ်ကျမအဖြစ်ကနေဘယ်တော့မှမလွတ်နိုင်ဘူးဒါကြောင့်မလို့ဖခင်သခင်ကပြောတဲ့အတွက်ကြောင့်ကျမဒီအပြစ်ရှိအတွက်ကြောင့်တရားစီရင်ခိုင်ပဲသွားမလဲငရဲသွားဖို့ကတော့သိကြပြီသားဒါကကိုထင်တာပြောတာလားဖခင်ပြောတဲ့ဥစ္စာပြောတာလား
ဖះပြောတာဒါဆိုတော့ကျမကောင်းတာတွေလုပ်နေတော့လဲပဲကျမဒီငရေကမလွတ်နိုင်ဘူးဆိုတော့ဘာသူပြောတာလဲဖះပဲပြောတာဒါဆိုအဲ့ဒါကိုဖះပြောတဲ့အတိုင်းကျမဒီအပြစ်ရှိပါတယ်လို့ပြောချင်းတည်လဲအဲ့ဒါပါပဲလေအဲ့ဒါဖះပြောတာကိုယုံတာလို့ခေါ်ဖះကနင့်ကောင်းတာလုပ်လို့ရှိရင်နင့်မှာအပြစ်ကပါနေတယ်နင်ကောင်းတာလုပ်ရင်လည်းဒါနင့်ကိုအကျိုးမပေးဘူးလို့ပြောတာမဖြစ်နိုင်ပါဘူးကောင်းတာလုပ်ရင်တော့ကောင်းတဲ့အကျိုးတော့ရမှာပေါ့လို့ပြောရင်တော့ဒါဖះကိုဘာလုပ်လိုက်ပြီလဲစန့်ကျင်တာနဲ့အတူတူပဲဒါဆိုတော့ဖះကိုယုံတယ်လို့ပြောလို့မရကဲဒါဆိုလို့ရှိရင်ဖះကအန်ဒီတို့လူသားတွေအားလုံးကိုအပြစ်ရှိတာဆိုတာသေချာတဲ့အတွက်ကြောင့်အန်ဒီရဲ့ရှိတယ်ဖះရဲ့အမျက်တော်ခံရမယ်စင်ချင်းခံရမယ်ဒါပေမဲ့ဖះကတော့လူတွေအားလုံးပေါ်မှာသူ့ရဲ့အလိုတော်ကပါလေလူအပေါင်းကဲတင်ချင်းတို့ရောက်ဖို့ဖះအလိုတော်ဒါဆိုတော့ဖះကရောက်စီချင်တာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အလိုကိုသူပဲလုပ်နိုင်တာလူကကိုယ့်အလိုဆန္ဒပြည့်အောင်တော့ကိုလုပ်နိုင်လားမလုပ်နိုင်ဘူးဒါဆိုဖះအလိုရှိတာကိုဘယ်လုပ်နိုင်မလဲเนาะဒါဖះအလိုရှိတာကိုဖះကတော့လုပ်နိုင်တယ်ဒါပေမဲ့ဖះကသူ့အလိုရှိတဲ့ကဲတင်ချင်းကိုဘယ်လိုလုပ်ပေးခဲ့တယ်လဲဆိုတာကိုအန်တီတို့စက်ကြည့်